အရှိတောင်အာရှရဲ့ရှေးခေတ်ရွှေရောင်လုံးသားမှာဖျားเจ้าပေါင်းတစ်ထောင်နဲ့အဆုံးမရှိတဲ့ဇလန်းတွေပြည့်နှက်နေတဲ့ပကံအင်ပါယာတည်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ကြောက်စာတွေကမင်းဆက်တွေရဲ့ထုံးကားမှုနဲ့ကြဆုံးမှုကိုဂရုတစိုက်မှတ်တမ်းတင်ထားပေမဲ့တရားဝင်ရေးသားခဲ့တာမဟုတ်ပေမဲ့မျိုးဆက်တွေတလျှောက်တိုးတိုးရေးပြောခဲ့တဲ့သမိုင်းရဲ့ပိုးနှက်ဆိုင်ပြီးပိုရင်းနှီးတဲ့အလွှာတစ်ခုရှိပါတယ်။အဝဲဆိုကံငယ်သဇံလက်ခေရက်လက်အကျေးဆိုရီယော်လောဟာနာမည်ကြီးဆရာကြီးချစ်ဦးညိုရဲ့ကြီးကျယ်တဲ့မြန်မာဘုရင်တို့အေးနဲ့သူတို့ရဲ့အရေးအောက်မှာရပ်တည်နေတဲ့အဓိကပုဂ္ဂိုလ်တွေရဲ့နှုတ်တိုက်အမွေအနှစ်တွေကိုကျွမ်းကျင်စွာစူးစမ်းလေ့လာထားတဲ့လက်ရမြောက်တဲ့စူးစမ်းလေ့လာမှုတစ်ခုဖြစ်ပါတယ်။နေရတင်ခဘုရင်ကသူ့ရဲ့အာဏာရဲ့ပြောရမ်းမှုကိုဒါမှမဟုတ်ဘုရင်စောလူးနဲ့တန်နာရီလာကျန်းစစ်သားကြားကတင်းမာပြီးကဘာကြီးကြောင်းလဲနေတဲ့လေထုကိုစင်ကျင်သုံးသက်နေချိန်မှာတော်ဝင်နန်းတော်ရဲ့လေးလံပြီးမျောလင်းချက်ရှိတဲ့တိတ်ဆိတ်မှုကိုမြင်အောင်ကြည့်ပါဒါတွေကလူစိတ်တက်ကိုအမှန်တကယ်အတိတ်ပဲဖွင့်ဆိုပေးတဲ့အခိုက်အတန့်တွေပါမြင်မာတဲ့မာနာဆုရှာတဲ့တစ္ဆာဖောက်မှုတိတ်ဆိတ်ငြိမ်သက်တဲ့ဉာဏ်ပညာနဲ့ကပေးကြီးတဲ့မိုင်မဲမှုခေပြမြန်မာစာပေဘီလူကြီးတဦးဖြစ်သူချက်ဦးညိုသည်ဤသမိုင်းဝင်ပုဂ္ဂိုလ်မီအားရဲတို့တက်ကြသောအသက်ဝင်မှုကိုရှုသွင်းပြီးရိုးရာစာအုပ်များဤ၆တွေ့ပြီးဖုန်ထူသောအချက်လက်များထက်ကျော်လွန်ရဲ့အင်ပါယာများကိုအုပ်ချုပ်ခဲ့သောအမျိုးသားများနှင့်လင်းတို့ကိုလွှမ်းမိုးခဲ့သောအမျိုးသမီးများဤနှလုံးသားနှင့်အတွေးခေါ်များကိုဖော်ထုတ်ပေးပါသည်ဤဆွဲမှတ်ဖွယ်အတန်စာအုပ်ဤအခန်းတိုင်းသည်နားထောင်သူအားအချိန်ကာလကိုရုပ်ရှင်ခီးတစ်ခုသို့ခေါ်ဆောင်သွားပြီးနေအောင်အောက်ရှိပကံလွင်ပြင်များကိုဖျက်ကျော်ကာအာနာဤတီးတန့်ခန်းများထဲသို့ခေါ်ဆောင်သွားသည်ဘရင်တစ်ပါးဤမကောင်းသောစကားဤဝမ်းနည်းဖွယ်ကောင်းသောကျေပြန့်သောအကျိုးဆက်များမှာသည်နိုင်ငံဤကိုကျင့်တရားနှင့်ဝိညာဉ်ရေးရာရှုခင်းကိုပုံဖော်ပေးသည့်နှဆိုင်သောတက္ကနိကပေတဆိုင်ရာအငင်းပွားမှုများအထိဇလန်းသည်လူသားစကားဤအလေးချိန်ကိုအလေးထားသည်လင်းသည်အစွန်းရောက်သောအခြေခံအယူအဆတစ်ခုကိုအကြံပေးဥထားသည်တမိုင်းသည်ကြီးကျယ်သောလှုပ်ဆောင်ချက်များနှင့်ကျေပြန့်သောတိုက်ပွဲများဖြင့်သာဖွဲ့စည်းထားခြင်းမဟုတ်ဘဲရင်းတို့မတိုင်မီကတိတ်ဆိတ်သောအတွေးများနှင့်ဒီတန်စကားပြောဆိုမှုများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ရင်းသည်ဒဏ္ဍာရီများသို့မဟုတ်မိဘုံဇလန်းများစူးစီးမှုများသာမဟုတ်ပါလင်းသည်လူသားအလုံး၏အခြေအနေပေါ်နှဆိုင်သောရောင်ပြန်ဟပ်မှုတစ်ခုဖြစ်သည်ဘရင်တစ်ပါးသည်တိတ်ဆိတ်နေတဲ့အဖေကြောင့်စကားပြောရန်ရေးချယ်ခဲ့သည်ဒေါသသို့မဟုတ်မေတ္တာဖြင့်ပြောဆိုသောစကားစုတစ်ခုတည်းသည်ယနေ့ကျုပ်တို့၏နားသို့ရောက်ရှိရန်900စုနှစ်တလျှောက်မီတို့ပဲ့တင်ထက်ခဲ့သည်ဒီရွှေရောင်ခေတ်ကိုစက်ကြောင်းပြောသူကလမ်းညွှန်ပေးတဲ့အခါတမိုင်းဝင်ဖြစ်ရတာဟာတခဏတာအတွက်တကယ်ပါကိုဆိုလိုလဲဆိုတာကိုတင်ကိုယ်တိုင်မေးခွန်းထုတ်မိပါလိမ့်မယ်ကြောက်တုံးပေါ်မှာစကားလုံးကိုမှတ်တမ်းတင်ထားတာကအရေးကြီးသလားဒါမှမဟုတ်လူမျိုးတစ်မျိုးရဲ့စုပေါင်းဝိညာဉ်အပေါ်မေ့ပြောက်လို့မရတဲ့တက်ရောက်မှုကအရေးကြီးသလားဒဏ္ဍာရီပဲတင်တန်းဟာမြန်မာနိုင်ငံရဲ့နှဆိုင်တဲ့ယဉ်ကျေးမှုနဲ့တက္ကနိကပေတဆိုင်ရာအမြင့်တွေကိုနားလည်လို့သူတွေအတွက်မရှိမဖြစ်နားထောင်တဲ့တခြင်းတစ်ပုဒ်ပါလူသားဆန်လုံးတဲ့ဘရင်တွေရဲ့ဇလန်းနဲ့ဒဏ္ဍာရီတွေကအရန်လက်တွေ့ကြလုံးတဲ့ဒဏ္ဍာရီတွေပါအခမ်းအနားတစ်ခုရဲ့ဓာတ်တစ်ချောင်းကိုထက်မြက်ပြီးဖျားเจ้าရဲ့နေဝင်ချိန်လိုလှပနေတဲ့စကားပြေနဲ့ချက်ဦးညိုကမှတ်တမ်းတင်မထားတဲ့နိုင်ငံတစ်ခုရဲ့ရာဇဝင်တွေကိုမျက်မြင်တွေ့ဖို့ဖိတ်ခေါ်ပါတယ်စကားလုံးတစ်လုံးရဲ့အလေးချိန်ကခိုလုံရာနေရာတစ်ခုတည်ဆောက်နိုင်တလိုရာဇပလင်တစ်ခုကိုဖြိုချနိုင်ပြီးအချိန်တွေရဲ့တဲတောင်ပြင်တွေကမေးပြောက်ဖို့ညှင်းဆန်တဲ့အမွေအနှစ်တစ်ခုကိုခြံထားခဲ့တဲ့ခေတ်ကိုပို့ဆောင်ဖို့ပြင်ဆင်ထားပါ